ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Uber နဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့အသင်းကဒါ၄ခုတစ်ခုနဲ့နိုင်ရရှိခဲ့တယ်ဆိုတော့အခုနောက်ပိုင်းပြကျွန်တော်တို့ United အသင်းအတွက်ဒါမျိုးကိုပြတ်နိုင်ပွဲတွေရဒါမမြင်ရအောင်အတော်ကြာကြီးလို့ပြောလို့ရတယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Manchester United အသင်းဘာတွေအားနေနေသေးလဲဘာတွေအားကောင်းခဲ့လဲစားတဲ့အကြောင်းအရာတွေပေါ်အခြေခံပြီးတော့ကျွန်တော်ညီကိုတွေနဲ့အတူတူပွဲပြီးသုံးသက်ချက်လေးပြုလုပ်သွားခြင်းတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲအကြောင်းကိုသွားကြည့်မယ်ဆိုရင်တော့ကျွန်တော်နှစ်ပိုင်းခွဲပြောဖို့ရလို့ရပြပထမပိုင်းနဲ့ဒုတိယပိုင်းပြောရမယ်လို့ထင်တယ်ဘာလို့ဆိုတော့ဒီဒုတိယပိုင်းနဲ့ပထမပိုင်းကစားပုံလည်းတော်တော်လေးကွာခြားတယ်ဆိုတော့ကျွန်တော်အသင်းပထမပိုင်းကစားပုံကိုကြည့်မယ်ဆိုရင်ကျွန်တော်အသင်းကဒီပွဲစတွေကသူတို့နိုင်လို့ခြင်းစိတ်တော့ကျွန်တော်မြင်ခဲ့ရဗျာဂိုးရဖို့အတွက်လည်းကစားသမားတွေကြိုးစားကြတယ်ဒါပေမဲ့ဂိုးရဖို့ကြိုးစားတဲ့အချိန်မှာကစားသမားတွေရဲ့ပုံစံ rhythm မမီဘဲနဲ့ပြားနေတဲ့ပုံစံဖြစ်နေတယ်ဆိုတော့ဒီကျွန်တော်ရတဲ့အခွင့်အရေးလေးတွေတော့ရခဲ့တယ်ဗျာဆိုတော့ဒီကောဒါတော့အပိုင်းမပိတ်သိမ်းနိုင်တာမျိုးလို့ဘာလို့အဲ့လိုလုံးနေတော့ရှိခဲ့တယ်ဒါပေမဲ့ဒီပထမပိုင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်အသင်းက ball control တော့ရခဲ့ပေမဲ့ဒီ game control မလုပ်နိုင်ခဲ့ဘူးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဘောလုံးကင်ထားတဲ့အချိန်မှာလည်းအရန် comfortable ဖြစ်နဲ့ဒီ chance creation လုပ်နိုင်တာမျိုးတွေမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဒီဂိုးရခြင်းစိတ်တော့ရှိနေတဲ့အတွက်ကကျွန်တော်တို့ဒီတစ်ဖက်သင်းရဲ့နောက်တက်အမှားနေပြီးတော့ Cassie Press တယ်အဲ့ကနေပြီးတော့ဒီမာတီရဲ့ကွန်ညာစီကိုရောက်တယ်ကွန်ညာကနေပြီးတော့ Bruno Fernandes ကိုပေးပြီးတော့ကျွန်တော်ဥဆောင်ကိုရရှိခဲ့ဆိုတော့ဒီဂိုးကဒါမာတီရဲ့ကွန်ညာအတွက်လည်း Premier League မှာပထမဆုံးရတဲ့ assist လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့အသင်းတကူရတဲ့အချိန်ထိကအဆင်ပြေတယ်ဒါပေမဲ့အဲ့တကူရပြီးတဲ့အချိန်မှာကျွန်တော်တို့အရင်ကဖြစ်နေကြပုံစံပြန်ပေါ်လာတယ်ဂိမ်းထဲမှာကစားသမားတွေ comfort ဖြစ်လာတယ်စနက်တဲ့ဒီ agency level ကတဆင့်လျော့သွားတယ်ဗျာတကယ်ကကျွန်တော်တို့အဲ့ပွဲကိုထပ်ပြီးတော့ဖြတ်ဖို့ရကြိုးစားရမှာဆိုတော့ဂိုးရပြီးတဲ့နောက်မှာလည်းကျွန်တော်ချန်လေးတွေတော့ရခဲ့တယ်ဒီအန်ဖုံမွန်းအပိုင်ပိတ်သွင်းတဲ့အလုံးရဲ့အဲ့ပိုင်ပိတ်သွင်းတဲ့နောက်ပြန်ထွက်လာတဲ့အချိန်မှာကိုညာကန်တဲ့အလုံးတွေဆိုတော့အဲ့လုံးတွေတော့ဝင်းတော့မဝင်ခဲ့ဘူးဒါပေမဲ့ဂိမ်းထဲကိုဗျာတစ်ဖက်အသင်းကိုပြန်ပြီးတော့ခေါ်တယ်တိုင်းနိုင်စပေပြန်ပေးပြီးတော့ကျွန်တော်တို့အသင်းကပဲဟို pressure ပြန်ယူတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့အဲ့မှာ Overton အသင်းကနည်းနည်းလောက်ကွက်လေးတွေရလာတယ်သူတို့အတင်းပြန်ပြီးတော့ကျွန်တော်အတင်းကိုနည်းနည်းလေးချိန်ချောက်လာတယ်ဒီဘောလုံးပိုင်ဆိုင်မှုတွေပါတယ်သူတို့ပြန်ပြီးတော့ယူလာနိုင်တယ်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်ထင်ထားတဲ့အတိုင်းပဲတကယ်လဲပထမပိုင်းပြီးကန်ဒီမှာသူတို့ကျွန်တော်တို့ဒီ Overton အတင်းကိုဂိုးပေးလိုက်ရတယ်ဆိုတော့ကျွန်တော်အတင်းတကူရပြီးတဲ့အချိန်မှာအတင်းရဲ့ကစားပုံကတော်တော်လေးကိုစိုးရတယ် defensive set ဆိုရင်လည်းတော်တော်လေးကိုညံဖြစ်နေဆိုတော့ Overton အတင်းဆိုတာကဒီအော်တိုဘာလာတွေကဂိုးမရနေတဲ့အသင်းဗျာဆိုတော့ကျွန်တော်တို့နဲ့တွေ့တဲ့အချိန်မှာဒါဂိုးပြန်ရခဲ့တယ်ဂိုးပြန်ရသွားတဲ့အသင်းလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ပထမပိုင်းမှာဒီ defensive ကလည်းတော်တော်လေးစုပ်တယ်ဆိုတော့တိုက်စစ်ကိုကြည့်မယ်ဆိုရင်လည်း Anfomon လည်းတော်တော်လေး struggle ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ Anfomon ကဒီ international break ပြန်လာပြီးတည်းကတော်တော်လေးရုန်းကန်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ဒုတိယပိုင်းပေါ့ဗျာဆိုတော့ဒုတိယပိုင်းမှာတော့အသင်းအနေနဲ့ဒီပထမပိုင်းကမှားခဲ့တဲ့အမှားတွေဒီပေါ်စားခဲ့တဲ့အရာတွေကိုပြန်ပြီးတော့ပြင်လာနိုင်တယ်လို့ပြောလို့ရတယ်ဒုတိယပိုင်းမှာလည်းကျွန်တော်ပွဲစားပြီဆိုတဲ့ကဒီတိုက်စစ်စင်တဲ့ဂိုးရဖို့ကြိုးစားတယ်ဒါပေမဲ့ဒုတိယပိုင်းဂိုးရဖို့ကြိုးစားတဲ့ပုံစံမှာကျွန်တော်တို့ gain ရဲ့ rhythm နဲ့ပို့ပြီးတော့မိလာတယ်အတွဲဖက်ပို့ပြီးတော့မိလာတယ်လို့ပြောလို့ရတယ်ဆိုတော့ဒုတိယပိုင်းမှာဒီမာတီရဲ့ကွန်ညာ draw စင်တဲ့ပုံစံတွေဒီပြီးတော့ဒီ Mason Mount က central ကိုဒီအဝင်းကူတဲ့ပုံစံတွေဆိုတော့အဲ့ဟာတွေက gain ကိုပို့ပြီးတော့ဒီကျွန်တော်တို့ဒီတက်တာနဲ့ကစားလို့ရတယ်လို့ပြောလို့ရတယ်ပြောချင်တာကျွန်တော်ယာယီအစမှာကစားလို့ပဲဒီ left side မှာ overload ယူတယ်ပြီးရင် right side back က Ahmad တို့ Anfomon တို့ရဲ့ပြေးလန်းနေတဲ့ကိုထည့်တယ်ဒီပွဲမှာဆိုရင် Bruno က right side back ချမ်းနေပြီးတော့ထွက်ပြေးတဲ့လုံးတွေဆိုလည်းအများကြီးပဲအဲ့ဒါဘာကြောင့်လဲဆိုရင်ကျွန်တော်ပြောသလိုပဲဒီကွန်ညာရဲ့ဒီ Mason Mount တွေရဲ့ central ကိုဝင်ပြီးတော့ဘောလုံးလက်ခံတဲ့အခါမှာအသင်းကတော်တော်လေးချောင်းလဲတာတွေ့ရတယ်ဆိုတော့ဒုတိယပိုင်းကျွန်တော်တို့ဒီဂိုးရဖို့တိုက်စစ်Desert ဖိအားပေးနေတယ်ကျွန်တော် United အသင်းရပဲဗျာဒီမာတီရဲ့ကွန်ညာရဲ့ပြီးတော့ဒီကိုဓာတ်တော့ရဲ့ဆိုတော့အဲ့တွဲရနေပြီးတော့ကျွန်တော် Brian Anfomon စီကိုခင်းပေးလိုက်တဲ့ချိန်မှာ Brian Anfomon ကဂိုးမရှိတဲ့ဒါဂိုးတဲကိုပဲကိုသမားမရှိတဲ့ဂိုးတဲကိုပဲသူတို့အပိုင်ပိတ်သိမ်းသွားတယ်ဆိုတော့ Anfomon လဲဒါဂိုးတကူရတော့တဲ့အတွက်နည်းနည်းတော့ယုံကြည်မှုပြန်ပြီးတော့ရသွားမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါမဲ့ဒီပွဲမှာကြည့်ရင်ဒီပွဲလုံးအတိုင်းအတာနဲ့သူလဲတော်တော်လေးရုန်းကန်ခဲ့ရတယ်ဆိုတော့ဒုတိယပိုင်းမှာတော့ကျွန်တော်အသင်းရဲ့ဒီ industry ကတော်တော်လေးကောင်းတယ်ဗျာကောင်းတယ်ဆိုတော့အဲ့လိုဥဆောင်ကိုထပ်ပြန်ရသွားတဲ့အချိန်မှာပထမပိုင်းကလို့အမှားမျိုးမဟုတ်တော့ဘဲနဲ့နောက်ထပ် game ကိုဖျက်ဖို့အတွက်ပို့ပြီးတော့ဒီအားဆိုင်တယ်ပို့ပြီးတော့အားကောင်းတယ်ဆိုကျွန်တော်ပွဲကြုံမှာလည်းကျွန်တော်ပြောဘူးကျွန်တော်အသင်းဒုတိယပိုင်းမှာဆိုရင်ဖောင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကအဝေးကွင်းမှာဆိုရင်တော့တော်တော်လေးကောင်းမွန်တဲ့အနေထားဗျာဖောင်ကြရခြင်းဒုတိယပိုင်းမှာဆိုရင်ကျွန်တော်အသင်းကတော်တော်လေးကောင်းတယ်ဆိုတော့ကျွန်တော်ပြောခဲ့တကယ်လဲဒီပွဲမှာလည်းအဲ့ဟာကိုကျွန်တော်အသင်းဆက်ထိန်းထားတော့မယ်ဆိုတော့ဒီကျွန်တော်တို့နောက်ထပ်ဒီတတိယပေါ့ဗျာတတိယကိုကျတော့ Bruno Fernandes ရဲ့ Mason Mount ရဲ့ဆိုတော့ဒီအလုံးကတော့တော်တော်လေးလှတယ် Bruno ပေးလိုက်တဲ့ assist ကလည်းတော်တော်လေးတကယ်ကို quality ပါလို့ဒီ Mason Mount ပိတ်သွားတဲ့ပုံစံကလည်းတော်တော်လေးအမှားရောမရှိပိတ်သွားတော်တော်လေးလည်းကောင်းတယ်ဆိုတော့ကျွန်တော်ဒီ 3-1 ဖြစ်သွားတဲ့အချိန်မှာတော့ကျွန်တော်အတင်းတော်တော်လေးကိုဒါအဆင်ပြေသွားပြီဘာ pressure မှလည်းမရှိတော့ဘဲနဲ့ possession ရောဒီ game ကိုရောကျွန်တော် dominate လုပ်သွားနိုင်တဲ့အချိန်လို့ပြောလို့ရတယ်ဆိုတော့ပြီးတော့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့ဒါ penalty ရရင် Ahmad Diallo ကန်လိုက်တဲ့လုံးကိုတစ်ဖက်နောက်တန်း let's ထိတဲ့အချိန်မှာဆိုတော့ဒီ penalty ကိုလည်း Bruno Fernandes ကအမှားရောမရှိဘဲနဲ့ကန်သွင်းသွားတယ်ဆိုတော့ကျွန်တော်မြင်သလောက်ဆိုရင်ဒီပွဲမှာတော့ဒီ
မတီးရဲ့ကွန်ညာလည်းတော်တော်လေးကိုကောင်းတယ်တော်တော်လေးဒီ live ပါကစားနိုင်တယ်ဆိုတော့ Bruno Fernandes ကလည်းတော်တော်လေးဒီ advance ကိုတက်ပြီးတော့ကစားရတယ်ဗျာသူ central ကိုဝင်ထောက်ပြီးတဲ့ကစားမှရှိတဲ့အချိန်မှာ advance ကိုတက်ကစားတဲ့အချိန်မှာ Bruno Fernandes ဖြစ်နေတော့မယ် Mason Mount လည်းတော်တော်လေးကိုခြေစွမ်းပြနိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ကျွန်တော်တို့အသင်းကအခုပွဲမှာတော့ဒါအမားမခံခဲ့တော့ဘူးဗျာဆိုတော့ကျွန်တော်အေးရေးပြတ်ဟတ်ဂျိုဒီတစ်ချိန်တော့နှက်သွားပြီလို့ပြောလို့ရတယ်ဆိုတော့လက်ရှိနိုင်ပွဲနဲ့တူပဲကျွန်တော်တို့ဒီအဆင့်6ထိတလန်းနိုင်ခဲ့ပြီဗျာဆိုတော့ဘာပဲနေနေကျွန်တော်တို့ဒီနိုင်သင်းတဲ့ပွဲမျိုးကိုနိုင်ခဲ့တာတော်တော်လေးကောင်းတယ်ဆိုတော့ဂိုးပြန်ပေးရတယ်ဆိုတော့လက်မန်းအနေနဲ့တော့နည်းနည်းတော့ပြောစရာရှိရဗျာကျွန်တော်ဒီလက်မန်းကိုဒီနောက်ပိုင်းနေမှာဘာတတိထားမိလဲဆိုတော့ထားရဗျာကျွန်တော်ဒီပေးလိုက်ရတဲ့ဂိုးမှာသူဒီမကာကွယ်နိုင်တာကိုကျွန်တော်အဓိကပြောချင်တာမဟုတ်လက်မန်းရဲ့ဒီအသင်းရဲ့ team play တဲ့ပါဝင်တဲ့ပုံဝင်အဓိကသူ့ရဲ့ ball launch ချင်းတွေကအခုနောက်ပိုင်းမှာတော်တော်လေးအားနေတာကိုတွေ့ရတယ်ဆိုတော့လက်မန်းလည်းဒီ ball launch ချင်းပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်း struggle ဖြစ်လာတဲ့ပုံစံမျိုးမှာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အသင်းဒီပွဲမှာတော့ကောင်းပါတယ်ပထမပိုင်းမှာကျွန်တော်တို့အသင်းအားနည်းချက်တွေရှိရပထမပိုင်းရဲ့ကစားပုံကကျွန်တော်တို့စိတ်ပြည့်စေခဲ့ပေမဲ့လည်းဒုတိယပိုင်းမှာဒီ game ရဲ့ return တွေကိုထဲဝင်ပါဝင်လာပြီးတော့ကျွန်တော်ပွဲကိုစိုးစိုးမိုးမိုးကစားနိုင်ခဲ့တဲ့အတွက်တော်တော်လေးအဆင်ပြေခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီနိုင်တဲ့ပွဲနိုင်ပွဲရခဲ့တဲ့အတွက်ကျင်းတဲ့ဆိုတော့ကွန်ညာလည်းဒီသူ့ရဲ့ပထမဆုံးအဆင့်ရခဲ့တယ်အန်ဖုံမွန်လည်းဒီ international break ကပြန်လာပြီးတဲ့အချိန်မှာလည်းကတော်တော်လေး struggle ဖြစ်နေတဲ့အချိန်မှာ9ရသွားဆိုတော့ပို့ပြီးတော့ယုံကြည်မှုကောင်းလာမယ်ပြီးတော့ဒီ Mason Mount ရဲ့ဒီပါဝင်မှုတွေတော်တော်လေးအားရစရာကောင်းတဲ့အနေအထားမှာရှိတယ်ဆိုတော့ကျွန်တော်အသင်းကတော့ဒီတစ်ခါတော့အမမခံတော့ဘဲနဲ့ပြန်လာခဲ့ပြီလို့ပြောလို့ရတယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုပဲပြောထားတာဖြစ်တယ်ဆိုတော့ညီကိုတွေအနေနဲ့ရောဒီပွဲစဉ်မှာအသင်းဘယ်ပိုင်းတွေအားနေခဲ့လဲဘယ်ရာတွေအားကောင်းခဲ့လဲညီကိုတွေရဲ့အမြင်တွေကိုလည်းကျွန်တော်နဲ့ဒီ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေသက်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်